မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့အကြားချုပ်ဆိုထားတဲ့ယင်းနှိမ့်မြုပ်နှံမှုများမြင့်တင်ရေးနှင့်အကာအကွယ်ပေးရေးဆိုင်ရာသဘောတူစာချုပ်စတင်အသက်ဝင်ကြောင်းယင်းနှိမ့်မြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနဒိုင်ကာကကြေညာပါတယ်။နှစ်နိုင်ငံအကြားယင်းနှိမ့်မြုပ်နှံမှုများမြင့်တင်ရေးနှင့်အကာအကွယ်ပေးရေးဆိုင်ရာသဘောတူစာချုပ်ကို2025ခုနှစ်ဇွန်လ20ရက်နေ့ကရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့မှာနှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။အဆိုပါသဘောတူစာချုပ်ကစာချုပ်ရဲ့အပိုက်18စာချုပ်အသက်ဝင်ခြင်းတက်တန်းနှင့်ရက်စဲခြင်းအပိုက်ခွဲ1အရ2026ခုနှစ်ဧပြီ1ရက်နေ့မှာစတင်အသက်ဝင်ပြီဖြစ်ကြောင်းကိုလည်းဒိုင်ကာရဲ့အတည်ပြုချက်အရသိရပါတယ်။ရုရှားနဲ့မြန်မာနိုင်ငံကြားယင်းနှိမ့်မြုပ်နှံမှုကဏ္ဍမှာစိုက်ပျိုးရေးသုံးသဘာဝမြေဩဇာစက်ရုံတွေတည်ထောင်ခြင်းရေနံနဲ့သဘာဝဓာတ်ငွေတင်သွင်းခြင်းအမှုမြူစွမ်းရည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေပါဝင်လျက်ရှိပါတယ်။2025-2026ဘဏ္ဍာနှစ်ကုန်အထိရုရှားနိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာယင်းနှိမ့်မြုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ68တန်းကျော်ယင်းနှိမ့်မြုပ်နှံထားကြောင်းယင်းနှိမ့်မြုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့အချက်လက်တွေအရတည်ထားရပါတယ်။လက်ရှိမှာကြောင်မီသွေးသုံးလျှက်စစ်တအားပေးစက်ရုံနဲ့ရေနံချက်စက်ရုံတွေပါဝင်တဲ့ဒဝယ်ထူးစီးပွားရေးဆောင်စီမံကိန်းမှာယင်းနှိမ့်မြုပ်နှံမှုတွေပြုလုပ်ဖို့နိုင်ငံအစိုးရအကြားသဘောတူလက်မှတ်ရေးထိုးထားကြောင်းပါခင်ဗျာ။